ဒီဟာကြတော့ဘာကြောင့်လဲဥစဉ်ပါဒီဘက်ကကြောက်ကအစက်ဒီဘက်ကအစိမ်းဒီမှာတို့က random ထည့်တာမယ်โอเคအဲ့ဒါကိုတယောက်ကောင်းကြောက်ခွဲရမယ်ဟဲ့တို့ခွဲမှာမဟုတ်ဘူးဟုတ်တယ်ခွဲမှာတို့ကြောက်ခွဲမှာကြောက်ကြောက်ခွဲဒါလေးမရပြန်တိုက်ပြီးတဲ့ခိဒါမဲ့အဲ့လိုဒီပါတို့ random မထည့်ခင်မှာကျတော့ပြန်လုပ်ပိတ်ပါမယ်ခိုးမကြည့်နော်ဟဲ့တို့ခွဲရမယ်ထင်လို့လေဘယ်လုံးကကွဲမလို့လုံးကွဲလို့ဆိုနော်စိမ်းဒီဘက်ကမကြောက်ဒါကြက်စိမ်းဒီဘက်ကြက်ဒီဘက်စိမ်းဟဲ့ယောက်ျားဟေးအေးဘသူကွဲတူကွဲနော်ခွမ်းလုံးကိုအခွင့်ရရပြီရက်စက်တော်မလားကဲရပါပြီတယောက်ကောင်းကြောက်ခွဲပါမယ်ငါလေးကျွန်တော်စားရဘာလို့စိတ်ကြည့်ရလဲပြောပါမယ်ကဲခွဲပါမယ်စပါမလဲရွှေရီမပြည့်လျင်နှစ်ဆရော်မှာလူတွေချစ်တဲ့ကျူနာရလားဟုတ်ကွဲတော့အစိမ်းဖြစ်နေပြဿနာမရှိဘူးစိမ်းဖြစ်နေဖက်ဆိုရွေးပြရမနာဘူးအမာဖြစ်နေပြီးနာမှာကဲတော့ဒီကပြင်စားမယ်အဲ့တော့ဒီကလုံးညဆောလုံးညဆောတက်မှာပဲစုံစမ်းစီအေးဟုတ်ပြီစိတ်ခစိတ်ချကဲကြပါဦးအာရုံခံချင်းဘယ်ဟာနွေးနေလဲနေတွေ့မယ်နေတွေ့မကြောက်နေတွေ့မယ်စိတ်ရတော့လေးမိတ်ထားတရား1 2 3 လောက်ဥစိမ့်နဲ့ဖြည်းဖြည်းတော့ရ1 2ဒါချက်ဦးဖြည်းဖြည်းလောက်လည်းကွဲတယ်1 2အချက်လေအချက်လေအချက်ဆိုလည်းမဟဲ့ပြဿနာပဲစိတ်မလို့လို့ရှိတော့ဘာလဲလေမဟုတ်လေဒါအချက်ကြီးလေအချက်တော့အသိပါပြီဟလာမရဘူးပါအကွဲလားမသိနော်အချက်တောက်ဆိုပြီးတော့မှလည်းချက်โอเคပြောပြီအကွဲတဲ့ညာစေးရောမဟုတ်ဘူးပါဘူးဒီလုံးနဲ့ပေါက်သေးတယ်တွေ့ fighting လုံးလုံးရ你ငေါနေလို့ရက်ငေါနေလို့အဆိုင်လာပြလိုက်ပါတော့ပြည့်မှာပြည့်စုံပြီလားโอเค来来，快，这么走，